Đâu thảo làm đấy. Okay, Gracias. Đâu thảo làm đấy. sir. Lo que Đâu gracias. thảo. Không vì ra số xeo thì để ấy sáng của mình sẽ xếp cái này là. Yeah, little bit. Yeah, no. Các bạn. What is equal? Why is equal access to education important? Equal access to education is important for the development of any modern society. Thank you. Just thank. အဲ့တော့ကြာမိကိုနဲ့မစာပိုက်တယ်မှာကျတော့ vital လို့ပြောတာလေမိကိုနဲ့မှာကျတော့ important လို့ပြောလိုက်တယ် so vital means vital Very means important. very important Very important. အဲ့တော့ very important သုံးလို့ရ vital ရဲ့ synonym ဆို crucial မှာသုံးလို့မရဘူးလားဒါနော် Yeah, gracias. အဲ့တော့ပညာရေးเนาะတန်းတူညီပညာရေးတန်းတူညီမြောက်ခွင့်အဲ့ဒါနော်တန်းတူပညာသင်ကြားခွင့်ရရှိရေးဆိုတာကဘယ်လိုလူမှုအဖွဲ့အစည်းအတိုင်းအအတွက်ဆိုတော့ဖွံ့ဖြိုးမှုအတွက်เนาะလူမှုတိုင်းဖွံ့ဖြိုးမှုအတွက်အရေးကြီးတယ် The higher the portion of the educated population, the greater the number of protected members in the community. ဒီမှာ grammar form တစ်ခုသုံးထားတယ် grammar form ခင်ဗျာ grammar form သုံးထားတယ် The parallel structure. parallel structure the more the less ကိုသုံးထားမှာမလား Okay, gracias. ဟုတ်တယ်နော် the more subject plus bar comma the more ဟုတ်တယ်နော် the more subject plus ကိုသုံးထားတယ်ဒီနေ့အဖြစ်အဲ့ဒီ grammar တချို့ grammar တွေဆို parallel structure လို့မသုံးဘူးဆိုရင် the more the less လို့ပြောလဲ grammar မှာခေါ်ကြတယ်ဟုတ် Okay, gracias. လေးဆိုရယ်မြန်မာလူမကြောက်လေးပညာတတ်တဲ့လူဦးရေတို့ပေါ်ပညာတတ်တဲ့လူဦးရေအချို့စာမြန်မာလေးအဲ့ဒီအတိုင်းမှာရှိတဲ့เนาะအဲ့ဒီအတိုင်းမှာရှိတဲ့ဒီ protected member ရဲ့အရေးအတွက်တွေလည်းတူနေတယ်ဒီနေ့အဖြစ်ပညာတတ်တွေများလေးအဲ့ဒီနိုင်ငံရဲ့ထုတ်လုပ်မှုကုန်မြင့်နေပြီပဲလေ these people ဒီမှာသုံးထားတယ် these people ဘယ်လိုလူလဲများ these people refers to Productive members. not the name the educated population. I don't know. With the high level of knowledge and skill. အဲ့တော့ဘယ်လိုလူလဲဆိုတော့ဟာအနောက်က with နေပြီးတော့ skill ထိဒီအရှိက this people modify လုပ်တယ်ဟုတ်တယ်မလားခင်ဗျာ Okay, gracias. ဟုတ်တယ်နော်အနောက်က with the high level of knowledge and skill ဒီအရှိက this people ကို modify လုပ်တယ်တခါဒီစာကြောင်းတစ်ခုလုံးရဲ့ main word ဒီပဲဟာလားခင်ဗျာ Become. Will eventually become. Where eventually become wherever neighbor I don't know wherever neighbor ever ဒီလို model verb တွေပါလာရင် model verb တွေနဲ့ but neighbor ရဲ့ကြာဝကျရဲ့အနောက် neighbor ရဲ့အရှိဟောဒီသုံးနေရာရှိတယ် ever လေ neighbor ရဲ့အရှိ model verb နဲ့ neighbor ရဲ့ကြာဝကျရဲ့အနောက်မှာ ever တွေကိုတွေ့နိုင်တယ်သူပြောတာကဘာပြောလဲဆိုတော့ဟုတ်နော်ဒီကျွမ်းကျင်မှုနဲ့အသိပညာဘုဟုတုတနဲ့ကျွမ်းကျင်မှုမြင့်မားတဲ့ဒီလိုလူတွေက general workforce အဲ့တော့လုပ်ငန်းခွင်မှာပို့ပြီးတော့တဖြည်းဖြည်းနဲ့မြင့်မားလာတယ်ဆိုတဲ့ပညာတတ်တွေများအဲ့လိုဖြစ်တဲ့အခါကျရင် comprising intellectual and technician among other nation ဒီမှာ nation လို့သုံးတော့ဒီnations means Country. အဲ့တော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆိုပြီးတော့သုံးကြတယ်ဘယ်လိုသုံးလဲ United Nations. United Nations နော် United Nations ဒီခါကျ state လို့သုံးသေးတယ်နိုင်ငံလေ state လို့သုံးတယ်ASEAN member state အဲ့ဆိုဘာပြောရလဲ ASEAN member state ဆိုရင် အဖွဲ့ဝင်နိုင်ငံများအာဆီယံအဖွဲ့ဝင်နိုင်ငံများဒီလို country လို့မသုံးဘူး ASEAN member states လို့သုံးတယ်ဒီ nation ကပဲ nation ကနိုင်ငံဒီ state ကလည်းနိုင်ငံ
နော် country လဲနိုင်ငံအဲ့တော့နော်တခါပြည်နယ်တွေအကြောင်းကိုပြောတဲ့ခါကျတော့ဒီ state တွေပြည်နယ်သူ့ကို verb အနေနဲ့သုံးတဲ့ခါကျရင်ဒီ state တွေဘာကြီးလဲ ပေါ်ပြသည်ဆိုတဲ့အဓိပ္ပာယ်ဟုတ်တယ်နော်ပေါ်ပြသည်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့အဲ့မှာ it comprises ဆိုတော့ increasing or decreasing increasing or decreasing increasing, increasing တဘောဟုတ်ပြီနော်ဘာလဲ intellectual နဲ့ technician လို့ပြောတာ intellectual ဒီနေရာမှာဘယ်လိုနားလဲလဲ intellectual 专 ပြော 职 တာ ပညာရှင်ပုံစံမျိုးလားဆရာ ဒီမှာဆိုခါတို့ဒီထက်မှရှိတယ်ဒီလားဒီထက်မှတစ်ခုရှိတယ်အဲ့ဒါကဘယ်စကားလုံးလဲ technician က intellectual ရဲ့ definition တစ်ခုရှိတယ် high 27 level knowledge and skills ဆိုတဲ့စကားလား ခဏ high level of knowledge and skills ဆိုတဲ့ ဒီမှာဆိုရင် person ဖြစ်မှာပါဒီမှာ person who are well educated and can think rightly about things အဲ့တော့ပညာတတ်တယ်ပြီးရင်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မမှန်ကကတွေးတောစဉ်းစားနိုင်တဲ့သူပုဂ္ဂိုလ်များကိုဘာလို့ခေါ်မလဲ intellectual အသိပညာရှင် technician အတတ်ပညာရှင်အဲ့တော့အသိပညာဒီလုပ်ငန်းခွင်ထဲမှာဘာတွေတိုးမယ်ဆိုရင်အသိပညာရှင်အတတ်ပညာရှင်တွေပေါ်များလာနေတယ်အဲ့တော့အခုနေထားမှာတော့เนาะအကုန်လုံးပဲတော်တော်များများပေါ့နော်ဒါပေမဲ့သတင်းတားတဲ့သတင်းတွေကမှဖတ်ရကြည့်ရပြုရတာပေါ့နော်ဒီနိုင်ငံရဲ့အနေအထားလို့လည်းဒီနောက်ဘက်ရတွေ့နေရပါဘူးဒီစာပိုက်ကိုတရားလောက်ဖတ်ပြီးလို့ရမလား equal access to education is vital for the development of any modern society. The higher the portion of the educated population, the greater the number of productive members in the community. These people with a high level of knowledge and skills will eventually become the general workforce, comprising intellectuals and technicians, among others, of the nation. Thank you. Right to have or use something so basically right to have or use something. Please pause for a moment. Right to have or something the SNA to it, no? ဟုတ်ပါတယ်ဆရာ Sit down a minute. Stop recording for a moment. Paragraph 2. Isabay maro, what is educational equality? So right now, many ka to this really get no educational equality. So right now, to put it simply, so there's a galon the planet or to so basically, so I don't know the part of Papa. Now, basically, how can you basically me don't want to chat about yan I think.
fundamentally ဟုတ်တယ်နော်အခြေခံအဖြစ်ဆိုတဲ့စကားလုံးတွေနဲ့သုံးလို့ရမယ် it means providing children with the same resources this is the meaning of educational equality ကလေးတွေအားလုံးကိုတူညီတဲ့အရင်းမြစ်တွေနော်တူညီတဲ့အရင်းမြစ်တွေကိုကလေးတွေကိုပေးခြင်းဒီ equal educational equality ပဲအဲ့ဒီမှာဗာလဲပါရအောင်မယ်ဆိုရင် fair in equal access to education ညတာပြီးတော့ဒန်းတူညီမျှဖြစ်တဲ့ဒီပညာပေးကြောင်းဘက်က must be provided ပေးရမှာနော် regardless of the socio-economic status geographic location race religious cultural or political preferences of people or any other factor that might deprive them of access to a higher quality learning experience အဲ့တော့ဒီမှာဆိုရင်စာကြောင်းက3ကြောင်းနော်4ကြောင်းပေါ့ဒီquestion နဲ့တခုတော့ပါမယ်ဆိုရင်စာကြောင်း4ကြောင်းပဲရှိတယ်တတိယစာဒုတိယတတိယစာကြောင်းကြီးရှိတယ်တော်တော်ရှိတယ်ဒါပါဒီလိုလုပ်တဲ့ခါကျရင် equal access to education fair နဲ့ပါတယ်နော် fair equal access to education ဖြစ်ဖို့အတွက်ဆိုရင်ဒီမှာဆို regardless ဆိုရင်နော်ဗဒနာမထားပဲကရုမထားပဲဆိုတော့ဘာတွေမထားအောင်လဲဆိုရင်လူမှုစီးပွားရေးအခြေအနေနော်နောက်ခံစီးပွားရေးအခြေအနေ geographic location တော့တောင်ပေါ်မြေပြန့်ပင်လယ်စသဖြင့်မြန်မာနိုင်ငံလေတိုင်းမြန်မာနိုင်ငံအောက်ပိုင်းစသဖြင့် geographical location မခွဲခြားဘူး race အဲ့တော့လူမျိုးရေးမခွဲရဘူး religious ဘာသာရေးသစ္စာရဘာသာရလိုက်ကိုယ်ပဲပိုင်ခွင့်ရှိရမယ် cultural or political preference အဲ့တော့ယဉ်ကျေးမှုနော်ကိုယဉ်ကျေးမှုဒါဥမာချင်းဆိုချင်းလောက်ပေးချင်းပေးရင်လောက်ကြည့်ရလျောက် political preference အစိမ့်ကြိုက်လို့ညီကြိုက်လို့ဆိုတဲ့အခါမပါဘဲနဲ့လိုအပ်တဲ့အရာတွေအပုံလုံးကိုခရီးတွေကိုပေးနောက်တစ်ချက် any other fact အဲ့တော့ဘယ်အချက်မဆိုဒီမှာ that deprive ဒီနေရာ decrease လို့မျိုးဒါမှမဟုတ်ဖေရှားပေးတဲ့ပုံမျိုးပေါ့နော် then ဒီလိုမျိုးအခြေအနေတွေကြောင့်အစီအသွေးမြင့်မာတဲ့တင်စားတင်ယူမှုအခွင့်အလမ်းတွေကိုမရှုံးစေရဘူး။ဒါအပြင်ကို they must be able to take advantage of that asset တို့ရရှိလာတဲ့ဒီခွင့်ရကိုလည်းသူတို့ကသုံးစွဲနိုင်ပေးရမှာသုံးစွဲနိုင်ရှိရမယ်ဆိုတဲ့သဘော socio-economic status may related to or concerned with the interaction of social and economic factors ကကြတော့လေကိုကနဲ့ပတ်သက်၍ဒီဟာနဲ့အရာပေါ့မှာဘယ်ကိစ္စရနဲ့ပတ်သက်ရေးဆိုတဲ့ဟာဒီလိုနေရာမှာ related to ဒါမှမဟုတ် concerned with ဆိုတဲ့အသုံးလုံးလေးသုံးလို့ရတယ်အနောက်မှာတော့ noun အတွဲလေးထည့်မှာပေါ့ဆိုတော့ related to the weather concerned with the current situation of Myanmar မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာ concern ဒီစိုးရိမ်ပူပန်မှုကိုပြောတာမဟုတ်ပဲခုနကဆက်ပြောလို့မျိုးအထင်ရတာwhat the sorry deprive to take something especially something necessary or pleasant away from someone ဒီစာပိုင်းလေးကိုတရားဖတ်ပြီးလို့ Okay. What is educational equality? To put it simply, it means providing children with the same resources. Fair and equal access to education must be provided regardless of the socio-economic status, geographic location, race, religions, cultural or political preferences of people, or any other factor that might deprive them of access to a high-quality learning experience. In addition, they must be able to take advantage of that access. Thank you. အဲ့တော့ပထမစာပိုက်ကတို့ဘာကြောင့်ပြောလဲမှတ်ပြီးလား First paragraph tell us about the importance access to education, right? The meaning of equal access to education. And second paragraph tell us about what is equal access to education. In paragraph 3 tell us about not all children have equal opportunity to reach their full potential. အဲ့တော့ခုနလိုမျိုးပဲအခုနလိုမျိုးပြောပြလို့ပဲဘာသာရေးလည်းမခွဲခြားဘူးလူမျိုးလည်းမခွဲခြားဘူး political လည်းမခွဲခြားဘူးစသဖြင့်ဒီလိုပြောနေတယ်လည်းပဲ not all children အဲ့တော့ however ဆိုတဲ့သဘောဒီဘာတဘောလဲ however ဒီ background ထဲမှာပါတယ် traditional ဝတ်ထဲမှာ however ဒီ background ထဲမှာပါတယ်
contrast. contrast သဘောတည်းမှာပါ။အိုးတစ်ဖက်ကခုနကတင်ပြနေတဲ့အကြောင်းအရာလေးတွေကိုတင်ပြနေတဲ့တရားရဲ့တစ်ဖက်ရဲ့ဆက်ချက်ပဲမတူညီတဲ့အမြင်ကိုပြောချင်တဲ့အခါကျရင် contrast group တွေကစကားလုံးလောက်တောင်း။ဒါပေမဲ့လည်းကလေးတွေကိုလည်းမတန်းတူပြီးမဲ့ကြောင့်တင်ညာပြင်ကြောက်ပဲပြနေတာမဟုတ်ဘူး။ they have full potential သူတို့လိုလားတဲ့အရာတွေကိုပြည့်ပြည့်ဝဝဆောင်ရွက်ဖို့အတွက်ဒါမှမဟုတ်ဘူးဆိုရင်လည်း pursue their interest pursue means follow စိတ်ပါဝင်စားပါသူတို့ရဲ့စိတ်ဝင်စားမှုနောက်ကိုလိုက်ဖို့ပြီးရင်သူတို့လိုချင်တဲ့အရည်အသွေးတွေကျွမ်းကျင်မှုတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်အရာတွေအားလုံးပြည့်နေဖို့အတွက်တူညီတဲ့ equal opportunity တွေသူတို့မှာရနေတော့လည်းမဟုတ်ပါဘူး we could frequently see frequently ever maybe နဲ့ happy birthday နဲ့ neighbor ရဲ့အကြောင်းပတ်သက် ever ကိုပြောရတယ်နော်အဲ့တော့ in our surrounding that many children especially those from disadvantaged background abandon their education because they have more urgent things to do than seeking education ဒီထက်ကစကားလုံးတစ်လုံးကဒီစာပဲဒီခုကြည့်စာကြောင်းစကားလုံးနဲ့တူတူပေါ့ဘယ်စကားလုံးဖြစ်မလဲ number 4 ဟုတ်တယ်နော် number 4ဒီဘာနဲ့တူလဲဘယ်စကားလုံးနဲ့တူလဲ Abandon. abandon ဆောလိုလိုက်ရတာဟုတ်တယ်နော်ဒီမှာမီးတွေရှို့ရွာတွေမီးရှို့လို့နော်မီးအိမ်တွေကိုမလွတ်မနေဘာလို့ပြောစက်နေလို့မရတော့လို့မိမိရဲ့ရွာမိမိဒေတာလူမျိုးရွာအိမ်တွေကိုစက်ချင်ပဲစုပ်ပါတာတွေအများကြီးရှိတယ်ဒီနေ့သူတို့ဒီ abandon ဆောလိုလိုက်ရတယ်မဆောလို့ရင်လည်းသူ့တင်မှာတင်ရမှာဆိုတော့ကြာတော့လေနည်းနည်းတော့နာစီစရာကောင်းတယ်ဒါပေမဲ့အနှံ့တယ်အဲ့တော့သူတို့ရေးကြပါကြတာပေါ့နော်အဲ့တော့ဒုက္ခဝင်းချင်းကိုကြည့်လိုက်ပါနော်ဒီမှာကလေးတွေအများကြီးအထူးသဖြင့်ဘယ်လိုမိသားစုတွေလဲဆိုတော့ disadvantage background ဒီနေရာမှာ disadvantage ဆိုးကျိုးကိုပြောတာမဟုတ်ဘူး disadvantage မှာ ed ပါတာလည်းတတိထားဖို့ပဲ adjective noun နဲ့တုံးတာလေနော် at disadvantage background နောက်အဲ့တော့ poor family ကိုပြောချင်တယ်နော်ဆင်းရဲတဲ့မိသားစုနောက်ကချိတဲ့အဲ့ဒီဟာလာတဲ့ဒီကလေးတွေဒီ dose ဒီဘယ်လိုယူရလဲ those refer to many children Sure. ဒီကလေးတွေက abandon their education အဲ့တော့ပညာရေးကိုမလုပ်လိုက်ရတယ်ဆောလိုလိုက်ရတယ်ဒီကလေးတွေဘာကြောင့်လဲ they have more urgent things to do than seeking education ဘာဖြစ်ပဲအရာသူတို့ကပိုရေးကြည့်တာလဲဘယ်ရတဲ့ရေးကြည့်တာဒီလိုကလေးမိဘတွေကလာတဲ့ကလေးတွေက ပညာရေးထက် ဒီရရှာဖို့တဲ့သူတို့မှာလုပ်เสียအရေးကြီးတဲ့လုပ်တွေအများကြီးရှိတယ်အဲ့တော့ so they abandon their education some children want to support their family ကဲတချို့ကလေးတွေကဘာလုပ်ရလဲ ဒီသားစုတွေကို support ပေးရတယ်အော်မင်းတို့တွေ support ပေးနေပြီလားစဉ်းစားကြည့်နော်မင်းတို့တွေ support ပေးနေပြီလား No sir စဉ်းစားကြည့်နော် others ဒီ others ကလည်းပဲဘာဝယ်ညီညွတ်တယ် children chocolate တွေပဲညီညွတ်တာ get experience high quality education အဲ့တော့မတူညီတဲ့အမြင်တစ်ခုရေးထားတာမဟုတ်လားခင်ဗျာ ဟုတ်ပါတယ်ဆရာ တခါက some children ကနေပြီးတော့ their family ဝိချတဲ့ကြောင့် complete standard other ကနေ education complete standard တစ်ခုအဲ့ဒီ complete standard တစ်ခုကိုရှမီကိုလုံးနဲ့ဆက်ထားရဲ့အဲ့ဒါကိုပေါက် standard လို့ခေါ်တယ်ဘာ standard လဲခင်ဗျာ ပေါက် standard တနည်းအားဖြင့် independent standard ဖြစ်တယ် independent ဆိုရဲဆိုတာအစအဆုံးဝိချအစအဆုံးဖတ်ကြည့်လိုက်တဲ့အခါကျရင်အဓိပ္ပာယ်ပြီးသွားနေတယ် subject ပါတယ် main verb ပါတယ် subject ပါတယ် main verb ပါတယ်အဲ့တော့တနည်းအားဖြင့် subject နဲ့ predicate ပါတယ် subject နဲ့ predicate ပါတယ်ပြီးသွားပါတယ်အဲ့လိုမျိုး complete sentence ဖြစ်နေရဲ့အဲ့ဒီ sentence ကို independent sentence လို့ခေါ်တယ် independent sentence တစ်ခုကိုဒီလိုကိုလုံး semi ကိုလုံးနဲ့ဆက်ထားရဲ့အဲ့ဒါကိုပေါက် sentence လို့ဒါလေးတစ်ချက်မှတ်ထားပေး independent sentence ဆိုတာကဘာကိုပြောတာလဲဆရာရဲ့လို့ပြောရင် complete sentence ဝေချောက်ကိုဖတ်လိုက်တော့ပါဝေချောက်ကိုဖတ်လိုက်တဲ့အခါကျအဓိပ္ပာယ်တွေပြီးသွားနေတယ်အဲ့လိုအဓိပ္ပာယ်တွေပြီးသွားနေရဲ့အဲ့ဒီဝေချောက်ကို complete sentence complete sentence ကိုဘာလို့ခေါ်လဲ independent sentence
အဲ့လို independent sentence တစ်ခုကို semicolon နဲ့ဆက်ထားရင်အဲ့ဒါကိုပေါ်ပေါက် sentence ရလားစုပ်သွားရှုပ်သွားလား တော့တော့မရှုပ်ဘူး မရှုပ်ဘူးနော်ဒါဆိုရင်ဒီလိုလေးဖတ်ကြည့်အောင် go to schoolဒီတစ်ခုကြည့်ပါဦး go to school write an essay ဒီဟာဒီ complete sentence လား incomplete sentence လား Incomplete sentence. incomplete sentence ဒါကို incomplete sentence လို့ခေါ်နော် school ဆို I went to the office yesterday complete or incomplete Complete. complete ပါ အဲ့လိုမျိုးရေးထားတဲ့ကို subject နဲ့ predicate နဲ့အပြည့်ဝပါတယ်အဲ့ဒီ complete sentence ကိုဘာ sentence လို့ခေါ်လဲ Independent sentence. independent sentence အဲ့လိုမျိုး independent sentence တစ်ခုကို semicolon နဲ့ဆက်ထားရင် compound sentence compound sentence ဆရာသမီးတို့တောင်းလို့ကို fan point ဆိုတာပြောခုလား Okay, Basha. Đúng bà chị. ပြောခုတယ်ဟုတ်ပြီအဲ့ဒီ fan point ဝေကြမဲ့ကြောင်းကို fan point နဲ့ဆက်ရဆက် fan point နဲ့ဆက်ပဲနဲ့ semicolon နဲ့ဆက်ထားရဲ့အဲ့ဒီဝေကြောင်းကို compound sentence လို့ခေါ်မှာပြန်ပြောမယ်နော်ဝေကြမဲ့ကြောင်းကို fan point စကားလုံးခုနှလုံးနဲ့ဆက်ရဆက်မဆက်ထားပဲနဲ့ဒီ semicolon နဲ့ဆက်ထားရဲ့အဲ့ဒီ sentence ကို compound sentence compound sentence ရမယ်နော်ခင်ဗျာ ဟုတ်ကဲ့ပါဆရာ Nghe bà chị. ကဲဒီစာပိုက်ကိုကြတော့နောက်တစ်ယောက်ဖတ်ပေး12ခါရှိမလားနောက်တစ်ယောက်ဖတ်ပေး Who can read that paragraph for me However, not all children have an equal opportunity to reach their full potential, pursue their interests, and develop their talents and skills. We can frequently see in our surrounding that many children, especially those from disadvantaged background, abandon their education because they have more urgent things to do than seeking education. Some children want to support their family, others can experience high quality education. အဲ့တော့စကားလုံး၃လုံးဒီမှာဆရာတို့ရပြီနော်မှတ်ထားအောင်နော်နောက်ရေးကြရင်ကပြန်မေးမနော်ပြန်မှတ်ထားအောင်နော် Okay. Nghe bà chị. ကဲဒါဆိုအဖြေရှာကြည့်ရအောင် Let's find out the correct answer for each number 1 Ilasia, higher productivity in society. higher productivity in society မှာတော့အဲ့တော့ equal access to education မြန်မာလေးလေး primary တူတူတောင်းတာဟုတ်လားနော်ဖြစ်လေလေ higher productivity in society ဖြစ်လေလေ number 2 what does educational equality need Sharing fair access to education regardless of various factors. can be ABCD C. yes oh sorry number 3 obstacle အဲ့တော့ဒီနေရာမှာမိကိုတွေဖတ်တဲ့ခါကျရင်အဓိက keyword စကားလုံးကိုသိရမယ်ဒီမဲ့ဆိုရင် primary benefit လို့သုံးရတယ်ဒီမဲ့ဆိုရင်မိကိုတွေကြောင့်လုပ်ပြီပဲ equal educational equality လိုအပ်ချက်ကဘာလဲဆိုတော့ပြသူဒီ number C လို့ကျွန်တော်တခါ what obstacle to equal access to education highlight ဆိုတော့နော်ပြရတယ်လေပေါ်ပြရတယ်ဆိုတော့ဒါအဓိကအချက် obstacle ဒီဘာနဲ့တူလဲခင်ဗျာ Difficulties, challenges. difficulties challenges စိတ်ပုံမှုတွေအတားအဆီးတွေခက်ခဲလေ barriers တွေဟုတ်တော့နော် barrier challenges difficulty ဆိုတော့ number 3 answer is E. D. D
all of the above အကုန်လုံးပေါ့ဗျာနော် 4 B ပါဆရာ B. Why do some children from background disability background အဲ့တော့ဆင်းရဲတဲ့မိသားစုနောက်ကအခြေအနေရလာတဲ့ဒီကလေးတွေကနော်သူတို့ရဲ့ပညာရေးကိုဆော့လွတ်လိုက်ရတယ်။ဘာကြောင့်လဲဆိုတော့ B. B. B they prioritize supporting their family over education ပညာရေးတဲ့နော်ပညာရေးတဲ့မိသားစုကို support ပေးဖို့ဦးစားပေးလိုက်တယ်ဒီမှာ prioritize ကို verb အနေနဲ့ကိုတောင်းလိုက်ဦးစားပေးသည်ဆိုတဲ့သဘောဟုတ်တယ်နော် over education ပညာရေးတဲ့လို့ဆိုမိသားစုကို support ပေးခြင်းကို support ပေးခြင်းကိုဦးစားပေးလို့ and what is emphasized as essential for providing fair and equal access to education C. okay ဒီမှာဆိုရင်အဓိက keyword စကားလုံးကနော် emphasize essential ဟုတ်နော် education တဲ့နော်မရှိမဖြစ်အလေးပေးရမယ့်အရာက C ပေါ့အဲ့ဒါနော် segregate ကခွဲခြားတာ offer ကပေးတာ ensure ကပေးခြားစီတာ segregate ကခွဲထုတ်တာကိုပြောချင်တာပါနော် and number 6 what is described as the eventual outcome of providing equal access to education အဲ့တော့ပညာရေးတန်းတူသင်ကြားပေးမယ်ဆိုရင်ရရှိလာမယ့်သူရဲ့ရလဒ်ဖြစ်တာရလဒ်ဒီပါဖြစ်တယ် C aware educated general workforce workplace လုပ်ငန်းခွင်လို့ပြောရအောင်ဒီ number 7 to 10ကိုတစ်ချက်ရိုက်တာဖြစ်ပါနော် 7 to 10ကိုလည်းကျွန်တော်ဆက်စဲလို့လား Okay, let's Okay, that's it. နောက်ပြီးတော့ဆရာဒါလေးတစ်ခုကိုသိစားပေးချင်အချိန်တော့ရှိသေးတယ်နော်ဆိုဒါလေးကိုခဏလေးဖြည့်စဉ်းစားကြည့်အောင်ဒါတွေကဘာတွေလဲပေါ့နော် compound words လို့ခေါ်တယ်ဒီမှာ compound adjective ရှိတယ်ဟုတ်နော် compound adjective ရှိတယ်အဲ့တော့ဒီမှာကျတော့ compound words တွေဖြစ်တယ်ဆိုတော့ socio economic ဆိုတဲ့စကားလုံးမှာ socio ဆိုတဲ့စကားလုံးရဲ့ economic ဆိုတဲ့စကားလုံးကိုပေါင်းထားတာဟုတ်နော်အဲ့တော့ socio economic ဒီ compound adjective ဖြစ်တယ်သူကဘာနဲ့ပေါင်းလဲဆိုရင် socio နဲ့ economic ကိုပေါင်းထားတာအဖြစ်ခဏရှာကြည့်မယ်နော်ဒါလေးကိုအဖြစ်ရှာပါ
Hello? Hello? တိုင်းကြတော့လား မဟုတ်ပါဘူးဖြည့်စဉ်းစားခိုင်းတာ အော်ဒီဘက်ကအတန်ထည့်နေလို့ဘာမှမကြားဘူး အဲ့လိုဆရာလို့ ဖြေရလိုက်လားဗျာ ဟုတ်ရပါဆရာ ရနော်အဲ့ဆိုမနေ့ကကြာမှအဖြေဆက်တတ်တော့ဘူးနော်ကျေးဇူးပါခင်ဗျာ ဟုတ်ကဲ့ပါဆရာ ကဲပါဆရာကျေးဇူးတင်ပါတယ်ဆရာ